ဒီပင်ကွင်လေးကသူ့ကိုယ်ပေါ်သူက ketchup ခရမ်းကျင်သည့် sauce တွေလောင်းချပြီးကားအဆီဒင်ဖြစ်ထားသလိုမျိုးဟန်ဆောင်လိုက်တယ်။ဒါကိုမြင်တော့ကားမောင်းသူကလည်းချက်ချင်းပဲလာခဲ့တာပေါ့။ဒါပေမဲ့ဒါဟာလှည့်ကွက်ပဲ။ကျန်တဲ့ပင်ကွင်တွေကဒီအခွင့်အရေးကိုသုံးပြီးကားပေါ်ခုန်တက်သွားကြတယ်။လေထိုးထားတဲ့ပင်ကွင်တစ်ကောင်ဆိုလေဖောင်းဘောလုံးလိုကားထဲပြန်ဝင်သွားတာ။အဲ့လိုနဲ့ပဲလူရဲ့ကားကိုအောင်အောင်မြင်မြင်လူယူနိုင်ခဲ့ကြတယ်။ပင်ကွင်တွေကအဲ့ဒီကားကိုအစိတ်ပိုင်းလိုက်ဖြုတ်ပစ်လိုက်ကြတယ်။ကားဆက်ပစ္စည်းတွေနဲ့လေရင်ပြန်တစ်စီးတိဆောက်ပြီးတိရစ္ဆာန်လေးတွေကိုအိမ်ပြန်ပို့ပေးခြင်းကြလို့ပါမကြမီမှာပဲအားလုံးရဲ့စူပေါင်းအားနဲ့လေရင်ပြန်ကြီးပြီးစီးသွားခဲ့ပြီးပြန်တန်းဖို့လွတ်တင်လိုက်ကြတယ်။တော်သေးတာပေါ့။အောင်မြင်မြင်ပဲပြန်တက်သွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြန်တန်းနေတော့မှပဲလေရင်ရဲ့တတိပေးမီနီ fault light လင်းလာခဲ့တယ်။ကပတိန်ကလေရင်မောင်းနေလက်ဆွဲစာအုပ်ကိုကြည့်ပြီးပြဿနာကိုဖြေရှင်းလိုက်နိုင်ပေမဲ့ပိုကြီးတဲ့ဒုက္ခတစ်ခုကရောက်လာပြန်ပါတယ်။လေရင်ရဲ့အင်ဂျင်နှစ်ခုလုံးတပြိုင်နက်တည်းချိုးယွင်းသွားတာပါပဲ။ကပတိန်ကအရေးပေါ်ဆင်းသက်ဖို့ပြင်ထားကြရန်အားလုံးကိုအကြောင်းကြားလိုက်ပြီးလေရင်ကလည်းအရှိန်ဟုန်နဲ့အောက်ကိုထိုးကျလာပါတော့တယ်။အရေးကြုံလာတဲ့ဒီကဲဆက်ဆုံးစက္ကန့်ပိုင်းမှာပဲကပတိန်ကလေထီးကိုဖွင့်ချလိုက်လို့လေရင်ဟာအေးဆေးငြိမ်ချမ်းစွာနဲ့မြေပြင်ပေါ်ဆင်းသက်နိုင်ခဲ့ပါတယ်။တိရစ္ဆာန်လေးတွေလည်းသူတို့ရဲ့မွေးရက်မြေကိုအောင်မြင်မြင်ပြန်ရောက်သွားကြပါတော့တယ်။